အာယုံယူကြရအောင်တရားဝယ်စကြရအောင်ယနေ့သာသနာတော်2548ခုကောဇာတက္ကရာ1369ခုနှစ်ဥဒုဂိမာနနွေလရာသည်ကဆုံလာဇန်တရက်နေ့ညတကူလာခွနေ့ရှင်နော်တကူလာပြည့်ကျော်14ရက်တကူလာခွနေ့ညစင်ကာပူနိုင်ငံမဟာသတိပဋ္ဌာန်ဝိပဿနာတရားပြဌာနဗရိန္ဒဗဒန္တရာဇိဏနှင့်သံဃာတော်များသာသနာပြုရာတရားဓမ္မများသာသနာပြုရာကျောင်းတိုက်တာဝဲရှင်ရင်ကျင့်ပအပ်သောဓမ္မသဘင်ထိုဓမ္မသဘင်ဝဲယင်းနှင့်လူဒါနပြုကြသူများမှာကိုရထွတ်မအေတိတာမိသားစုအလူတော်ငွေစင်ကာပူဒေါ်လာ200ကျပ်ရွှေနရီကိုတင်ထွတ်မမွေးမွေးမိသားစုစင်ကာပူဒေါ်လာ30ကျပ်မသက်သက်မိသားစုစင်ကာပူဒေါ်လာ10ကျပ်နဲ့အခြားသောဘာဝလူဒါညာသည့်ကုသိုလ်ဓမ္မသဘင်ဝဲနှလုံးမှန်ပြင်းသားရှင်ဖို့ဘုရားရှင်တရားတော်အရှင်သံဃာတော်အရှင်မြတ်တို့ရဲ့ကျေးဇူးကိုအာယုံရည်၍လက်အုပ်ချီမိုးရှိခိုးကြော့ကားဖြင့်သရဏဂုံသီလဆောက်တည်ရမှာဖြစ်ပါတယ်ဒီရှိခိုးကြော့ခြင်းသရဏဂုံဆောက်တည်ခြင်းသီလခံယူခြင်းလုပ်ငန်း၃မျိုးဟာဘာသာရေးကျမ်းခင်အောက်ခံဖောင်ဒေးရှင်းလုပ်ငန်း၃မျိုးဖြစ်ပါတယ်တခုပြုလုပ်တဲ့အခါမှာကျိုးကြောင်ထောက်ဆအဓိပ္ပာယ်သဘာဝသိပြီးတော့ပြုလုပ်မှပို၍အကျိုးအမြတ်ထွက်တန်မိုးကြီးမားမှဖြစ်ပါတယ်ထွက်ဟဲလူသားထွက်ရငါးပါးကောင်းမှမသိပိုးသာကိုမောင်းပုံစောင့်မတအဖြစ်မျိုးမဖြစ်ကြစေလိုပါဒါကြောင့်ရှိခိုးကြောတဲ့အခါမှာတိအပြည့်ရှိကကြည်ပါစေနှစ်ကောင်းကျိုးချမ်းသာဖြစ်ပါစေဘယ်လိုပုဂ္ဂိုလ်တွေပေါ်ပြည့်ရှိနိုင်တယ်လဲဆိုရင်ဗုဒ္ဓပိစေကဗုဒ္ဓဇာရအခသာဝကမာတာပိတုကရုတထာဓမ္မဒေသကာသဒါယကာဟယပိစေကာယဟန္တာဝေယမိနှင့်ဖဂုံကြီးဆရာဘေကမဟောဂာတရားပြခင်မွန်ကြီးသက်ယုတ်အကျဉ်းချုပ်သိမ့်ထုတ်မတ်ကုံရာတိဖယာနှစ်ပိစေကဗုဒ္ဓရှင်များသုံးယဟန္တာရှင်များလေးရှင်သာရိပုတ္တရာရှင်မဝလဆိုတဲ့လက်ဝဲရလက်ရအစုံ5အမေ6အဖေ9မျိုးရဲကသက်သေကကုမကြီးမာလီစာတိုက်တဲ့ဦးကြီးဦးလေးပါကြီးပါတွေအကြီးကြီးလေးတွေကြီးတွေလေးအကိုအမစားတဲ့ပုဂ္ဂိုလ်တွေရှင်းလောကီလောကုတ္တရာပညာသင်ပေးတဲ့ဆရာကိုကြီးပွားရေးရှိပွားရေးလူမှုရေးအိမ်တော်ရေးပညာရေးကျမ်းမာရေးတို့၌ရှေကငွေပင်ငွေမတီပေးတဲ့ပုဂ္ဂိုလ်10တရားဓမ္မဟောပြပေးတဲ့ပုဂ္ဂိုလ်ပါ10ပါးတဲ့လေခင်မွန်ကြီး7ပါးခင်မွန်ကြီးဆိုတာရှေး3စကားအဓိပ္ပာယ်ကတော့ကျေးဇူးကြီးမားတဲ့ပုဂ္ဂိုလ်10မျိုးကျေးဇူးကြီးမားလို့မပြင်းမတိုက်တဲ့ပုဂ္ဂိုလ်10မျိုးအဲ့ဒါလေးဘုဒ္ဓပွားပြီးတော့မျိုးဆက်သစ်တို့အားအနာဂတ်ကဘာမှာဘာသာရေးအမွေပေးရအောင်2ခေါက်လောက်လိုက်ဆိုပါဖယားပစ္စေကာယဟန္တာဝေယမိနှင့်ဖဘုံကြီးဆရာဘေကမ္မာဟောဂာတရားပြခင်မွန်ကြီးသယုတ်အကျဉ်းချုပ်သိမ့်ထုတ်မတ်ကုံကြဘုရားပစ္စေကာယဟန္တာဝေယမိနှင့်ဖဘုံကြီးဆရာဘေကမ္မာဟောဂာတရားပြခင်မွန်ကြီးသယုတ်အကျဉ်းချုပ်သိမ့်ထုတ်မတ်ကုံကြမပြင်းမလိုက်တဲ့ခင်မွန်ကြီး10ပါး
အဲ့ဒီအပေါ်ကိုနှုတ်စိတ်သုံးပါးတို့ဖြင့်ပြမမိကမတောင်းမှမကြောပဲနေရင်ဓာကြီး10ပါးသင်ရောက်တတ်တယ်အဲ့ဒီဓာကြီး10ပါးကဝေဒနာဖရုသဇာနေတရိရသသဗေဒနာလို့ရဟန်းကမှလာသည့်အတိုင်းအာနဲ့ကိုပြက်မျိုးရွှေပြက်ခန်းခက်ဝေဒနာရှုပ်ယုပ်စီးပွားမိလောင်ညာခံစားယူသောနာမင်းဘေးဆွဆွဲသေငရဲဝေခွဲတန်ဆယ်ပြာမကတောကတန်ဆယ်ဝမုတ်ချရလိမ့်နာတိအာနေတဲ့ယောဂဝေဒနာဖြစ်တတ်တယ်နှစ်ခန္ဓာကိုယ်အင်္ဂါချင်းနဲ့မျက်စိနာနာဆုံးမပျက်စီးတတ်တယ်သုံးဆွေမျိုးမိဘသားချင်းများနဲ့တေခွဲရှင်ခွဲတကွဲတပြားသည်ဖြစ်တတ်တယ်လေးခံရခက်ခဲတဲ့ကောင်းကြီးကဝေဒနာကြိုးကြီးတို့ယောဂစသည်ဖြစ်တတ်တယ်ငါစီးပွားဥစ္စာဆုပ်ယုပ်ပြက်ပြတတ်တယ်6နေအိမ်အလုတ်ယုံသိခင်ဝခင်းမြို့ပြပြည်ရွာမိဘမိဒံတဲ့နတ်တယ်9ယူသွတ်တဲ့ယောဂဝေဒနာဖြစ်တတ်တယ်10မင်းဘေးမင်းတန်တဲ့နတ်တယ်ကိုအဆွဲခံရတတ်တယ်10တည်တဲ့အခါငရဲရောက်တတ်တယ်ဓာကြီးဘဏ္ဍပါအဲ့ဒါကိုတို့ဗုဒ္ဓဘာသာတွေကကိုဗုဒ္ဓဘာသာလူမျိုးအတိုင်းအတာအတွင်းမှာသာခံရသလားဆိုတော့မဟုတ်ပါဘူးဘုန်းကြီးတို့ဗုဒ္ဓမြတ်စွာပါရမီဖြည့်ခဲ့တာကဗုဒ္ဓဘာသာဝင်လူသားတွေအတွက်ကွက်ကွက်ကလေးပါရမီကျင့်ခဲ့သည်မဟုတ်သူရဲ့ရည်ရွယ်ချက်ထဲမှာလောကထစရိယညာတထစရိယဗုဒ္ဓထစရိယတိနာမတ္တအနေထားလောကထစရိယလူလောကနတ်လောကဗြဟ္မာလောက30ပုံလောကသားအတွက်မြတ်စွာဘုရားပါရမီကျင့်တော်မူလာခြင်းဖြစ်ပါတယ်လူဆိုရင်အလုံးအကုန်ပါပေါ့အမေရိကန်တိုက်နေအမြဲအာရှတိုက်တောင်အာဖရိကမြောက်အာဖရိကတောင်အမေရိကမြောက်အမေရိကဥရောပဩစတြေးလျတိုက်ကြီး9တိုက်နိုင်ငံအပြင်190နိုင်ငံရှိတယ်အဲ့ဒီလူတွေအတွက်အားလုံးဖျားကျင့်လာနတ်ဒီမြမာတွေအတွက်လည်းအားလုံးကျင့်လာခြင်းဖြစ်လို့ထိုဖျားနဲ့တကွာတဲ့ဟုတ်လားတရားသံဃာစတဲ့ခင်မွန်းကြီး7ပါးတို့အားကိုနှုတ်စိတ်တို့ဖြင့်ပြင်မပြီးရင်ဘွာခတ်လို့မရဘူးထိုဘေးဒဏ်တွေကတင့်တတ်ပါတယ်အဲ့ဒါတတိကြီးစွာရှိကြဖို့လိုပါတယ်အာချုပ်ကဒီလိုဗုဒ္ဓဘာသာတွေကအပြစ်တွေများရင်တို့တခြားဘာသာပြောင်းသွားရင်ဒီအပြစ်လွတ်လိမ့်မယ်လို့ထင်ကောင်းထင်လိမ့်မယ်မလွတ်ပါဘူး။ဘာကြောင့်လို့ဘုရားကအလုံးသောလူနာမြမသက်ရှိတတ္တဝါတိုင်းအတွက်တပြင်းကြီးပါရမီကျင့်လာသောကြောင့်ထိုဘုရားကိုပြင်းမှားရင်ခံစားရပါ။ရှေးခါကာလတုန်းကဘာသာကြားလူမျိုးတယောက်ပေါ့။အိန္ဒိနာချင်းမို့ခင်းမင်းလို့အခြားဘုရားဘာသာတယောက်ကကွာလာဟိရောက်ခဲ့လားကျုံခဲ့လားဘုရားတို့မြို့ရောက်နေတော့သွားဖူးကြရအောင်တရားနာသွားကြရအောင်အဲ့တော့ဟူဘာသာခြားကဘာပြောနေပါဦးကွာငါတို့တကယ်အလုပ်ဘူးတဲ့အခါမင်းဖះကလဲထုံပေးမှာလားအားရှိမင်းကတရားသွားနာလို့ကွာအလကားပါလို့ဆိုပြီးတော့ပြောလိုက်မနာခြင်းလဲမနာခြင်းမှုမအားသေးဘူးဟေးပြောလိုက်ရင်ပြီးရောပေါ့အခုတော့အဲ့ဒီလိုမဟုတ်မဟာမင်းဖះကတို့အတွက်လဲထုံပေးမလားလို့ပြောခဲ့တဲ့အတွက်ဒါကြောင့်အဲ့ဒီဘာသာကြားတယောက်ဟာသေသွားတဲ့အခါမှာအင်မတန်ပူပြင်းတဲ့မိတွေတဟုံးတောင်းနေတဲ့လက်ကြီးထဲမှာပူပြင်းတဲ့တန်ထွန်းတန်နွားသွေးနဲ့ဒုက္ခနာကိုယ်ကလည်းမိဟုံတောက်ပြီးတော့အဲ့ဒါလဲထွန်းနေရပါတယ်တဲ့အဲ့ဒါကိုဘုန်းကြီးတို့ပြိဿသဘောပေါက်ကြမကြည်ညိုမရှိကားနဲ့မသွားမလားနဲ့တစုံတခုကိုနဲ့နှုတ်နဲ့ပြင်မပြီးရင်တော့ဘွာခတ်လို့မရဘူးတဲ့အမြဲတမ်းပြကြီးပါနောက်တစ်ခုသုပ္ပဗုဒ္ဓတဲ့ဖရာရဲ့ယနေ့ခေတ်ပြောရင်ဖရာအလောင်းတော်ရဲ့ရောက်ခမပေါ့အလောင်းတော်ဘဝကမြတ်စွာဘုရားအိမ်တော်ကြခဲ့တာကိုဖရာဖြစ်မှာတော့အိမ်တော်မကြတော့ပါဘူးဒါပေမဲ့အများပြောကတော့ရှေးဖြစ်တာလေးဆွဲပြီးတော့ဖရာရောက်ခမဖရာသားတော်စသည်ဖြင့်ပြောကြတယ်ဒါအဲ့ဒီဘုရားလောင်းတော်ရဲ့ရောက်ခမသူသမီးယူပြီးတော့မကြေမနတ်နဲ့တောထွက်သွားလို့အဲ့ဒါသူက
ဒီဖះလာရင်တော့သိမယ်ဆိုပြီးတော့ဖះလာတဲ့လမ်းကရှေ့ကနေပြီးတော့မသွားမလားနိုင်အောင်ဆုံးငံလမ်းပိတ်ဆို့ခဲ့တယ်ဟောနောက်အခါကျတော့သူမြေမျိုးပြီးတော့သေရပါတယ်ဒါရောက်ခမှဆွေမျိုးအရင်ကြီးပဲဖះဖြစ်တဲ့အပေါ်ပြင်မပြင်းတော့အဲ့လိုဟာတွေခံစားရမှာနောက်ဒေဝထညီကိုဝမ်းကွယ်ရောက်ဖရောနှစ်ထဆွေမျိုးတော်ခဲ့ပါတယ်ဘုရားပေါ်မသေးသေးအောင်၃ချိန်ပြုတ်လုပ်ခဲ့တဲ့အကုသိုလ်ကံကြမ္မာကြောင့်ပရိသတ်ဤမြေတစ်ဖြာကွဲပြီးတော့အဝီစီငရဲ့ကြာရောက်ရကြောင်းသူတော်ကောင်းများသိပြီးဖြစ်ပါလိမ့်မယ်မှန်ရလားအဲဒါကြောင့်နိုးဒီကကြာအိတ်ချင်းကြနေရွက်ကနေဝင်ဆိုသလိုပဲအနာဂမဖြစ်သေးသည်များနေခြင်းလခြင်းနှစ်ခြင်းသာဝရအနာဂမဖြစ်သေးသည်များတော့ဖြင့်ကိုယ်နှုတ်စိတ်သုံးပါးကိုတတိကြီးစွာနဲ့ထိန်းကြဖို့အိမ်တော်ရေးစီးပွားရေးလူမှုရေးနိုင်ငံရေးချောင်းဘာသာရေးမပြတ်ပြားပါစေနဲ့ပြတ်ပြားသွားရင်တော့ဘွာခတ်လို့မရဘူးဗျာအဲ့ဒါလေးတွေဘုန်းကြီးတို့တရားတော်မှာမြတ်သိထားဖို့အဲ့ဒီကိုနှုတ်စိတ်သုံးပါးမှာလည်းပဲကိုယ်နဲ့နှုတ်နဲ့ပြင်မရင်သာတောင်းပန်ကြောလို့ရကိုယ်နဲ့နှုတ်နဲ့ပြင်မရင်လုံးဝတောင်းပန်ကြောလို့မရတော့စိတ်နဲ့ပြင်မရင်သာတောင်းပန်ကြောလို့ရပါတယ်ဣဒကြောင့်နဲ့ဒေဝထတိဖះနဲ့ညီကိုရောက်ဖရောရွှေမျိုးနှစ်ထတော်ခဲ့ဖះသေးအောင်၃ချိန်၃ငါပြုတ်လုပ်ခဲ့တယ်ဖះရဲ့ဘုန်းတော်ကံတော်သဘာတော်ကြောင့်မသေးခဲ့ဘူးဒေဝထတိနောက်အခါသူမှသူမြင်၍ဖះရှင်အကြောဖို့လာတဲ့အခါကိုရီလက်ရောက်ကျွလွန်ထားခဲ့တဲ့အကုသိုလ်အပြစ်များကဖះနဲ့တွေ့ခွင့်မပေးတော့ပဲလမ်းခွန်လမြင်းနှဖြကွဲပြီးတော့အဝီစီငရဲ့ကြာရောရချောင်းအားလုံးသူတော်ကောင်းတို့ကြားသိပြီးဖြစ်ပါတယ်မှန်ရလားမှန်ပါဗျာစိတ်နဲ့ပြင်မရင်သာတောင်းပန်ကြောလို့ရတာအဲ့တော့အနာဂတ်စစ်သူမဖြစ်အပြစ်လွန်ကျူးသည်အနာဂတ်မဖြစ်သေးသည်များအပြစ်နဲ့မကင်းကြပါဘူးသောတာပန်သဂရကဆိုတဲ့အရိယာတို့သောမှခါတယံအပြစ်ကိုကျူးလွန်မိတတ်ကြသေးတယ်သို့သောထိုသောတာပန်သဂရကတို့ရဲ့အပြစ်ကျူးလွန်မှုကယာယီခိတ္တခဏအခိုက်အတမေတ္တာဖို့ရလောက်ပါနောင်သူပြည့်သူမြင်ပြီးတော့ရှ िख ိုးကြောကတောင်းပန်ကြောလို့ရှိရင်အထက်မဲ့ဖို့ရနိုင်ပါသေးတယ်ဘုရားရှင်တို့ရဲ့ပြမမှုကတော့ရှုရှာနဲ့ဆိုင်ကြမ်းထန်ပြင်းထန်လာတယ်အဝိဇ္ဇငရဲ့ဂျိုးဆွဲဂျိုးကတ်တည်တတ်အောင်ပဲဒါကြောင့်ရှေးတုန်းကသောတာပန်ပြင်းခြင်းပြိုလေးတစ်ပါးနဲ့ယဟန္တာမထေအိုကြီးတစ်ပါးတို့စွမ်းခံဆုံညဆုံလို့ဆိုသဖြင့်တေဝါတဲကမဟုတ်ပါဘူးတချောင်းစီပါရာခုဆိုတဲ့ရက်မှစမ်းမြလောင်လို့တဲ့အခါယဟန္တာမထေမြတ်ကြီးသည်ဝိပဿနာဉာဏ်အစဉ်မဉာဏ်ဘုံဉာဏ်အစဉ်တို့ဖြင့်ဆိုင်ရာကိလေသာတွေကိုအစသအကျွင့်မဲ့ပယ်ပြီးဖြစ်လို့စိတ်ကြောင့်ဖြစ်သောယောဂလုံးဝမရှိပါဘူးဒါပေမဲ့လို့ခန္ဓာကိုယ်တင်းကြီးရှိနေတော့ဒါနဝတ္တုကတာထာမင်းငုတ်တို့ကြီးကဲ့သို့ထာမင်းငုတ်တို့ကြီးသည်ပါနေအလက်တွေအရွက်တွေတော့မရှိဘူးဒါပေမဲ့ပင်လုံးပင်ကြီးရှိနေတော့မိုးတန်လေတန်သဲတန်ရေတန်မိတန်ခံစားရသေးသလိုဘုရားယဟန္တာတို့ရဲ့ခန္ဓာကိုယ်မှာလည်းယုံနာရှိနေရင်တော့ကာယိကဘာရသွေးသီးကြီးလေးသလိပ်စသည်ထို့ကြောင့်ဖြစ်နိုင်တဲ့ကာယိကဘာဒကိုအနာရှိနိုင်ပါသေးတယ်ဒါကြောင့်ယဟန္တာမထေရမြတ်ကြီးမှာကိုဘူးနာလေးဘူးနာယောဂရှိတဲ့အတွက်ဒါကြောင့်ရလာတဲ့ရာကုရမစမ်းမြုပ်ကလေးပူပူနွေးနွေးဖုံးပိတ်လက်ရရင်လေးနာယောဂသက်သာပျောက်ကင်းလိမ့်မယ်အဲ့ဒီလိုနှလုံးသွင်းဖြင့်ဘူးပလင့်ခွက်ဇလုံးပကံမရှိတဲ့အတွက်ဒါကြောင့်တစ်တုံးမော်ထိုင်သပိတ်နဲ့ရာကုစာမြုပ်မော့တော့အဲ့ဒါမြင်ရတဲ့သောတာပန်ပင်စင်းပြိုလေးကဟာကိုရောကြီးနေအရှက်မရှိလေးချင်းဒီလောက်ပဲငတ်ကြီးကြသလားကိုเจ้าရောက်မှကိုကြိုက်တယ်လို့တောက်နိုင်သားနဲ့လို့အဲ့ဒီလိုစိတ်နဲ့ပြင်မာခဲ့အထက်မဲ့ဖို့ရအောင်အာထုတာလုံးဝသမာဓိနမိတ်အရေးအရာထင်မလာပါဘူးဒီယောခါကလည်းယဟန္တာမထေရမြတ်ကြီးကထိုသောတာပန်ပြင်းခြင်းပြိုကလေးအထက်မဲ့ဖို့ရစေလိုကြောင်းကောင်းမြတ်သောစိတ်ထားနဲ့တရက်နှစ်ရက်ရှိတဲ့အခါသွားပြောပါငါရှင်သင်ဟာသာသနာတော်မှာထောက်တရားရပါလားတဲ့သာသနာတော်မှာထောက်တရားရပါလားဗါတယ်လေ
အဲ့ဒီစကားကိုသူတော်ကောင်းများကြကြသတိပြုကြသာသနာတော်မှာထောက်တရားဆိုတာကသောတာပန်ဖြစ်ပလားဘုရားပွင့်ကျိုးနတ်ပလားအပေရကားပိတ်ပလားလူဖြစ်ကျိုးနတ်ပလားဘဝဂတိမြဲပလားဆိုတာနဲ့အတူတူပဲတကလုံးသာကွာတယ်နဲ့တိပဲအတူတူပဲအဲ့တော့လူဖြစ်တဲ့အခါမှာအိမ်တော်သားမွေးစီးပွားရေးလောက်နဲ့သာနေရင်ဖြင့်အဲ့ဒါလူဖြစ်ကျိုးမနှက်သေးပါဘူးအိမ်တော်သားမွေးစီးပွားရေးဆိုတာအောက်နဲ့ကုတ်ကြချမ်းမှဂျိုတော်စဥတို့လည်းရှိတယ်မိမိတို့ကအရှင်းမြတ်လူဆိုတဲ့နာမည်ခံပြီးတော့အိမ်တော်သားမွေးစီးပွားရေးလောက်နဲ့သာကိုယ့်ဘဝကျဉ်နှက်လို့နေရင်အောက်နဲ့ကုတ်ကြချမ်းမှဂျိုတော်စဥတို့နဲ့ဘာမှမထူးပါခြေလေးပဲထောက်တာနှစ်ဖက်ထောက်တာအဝဝထားနဲ့ဝမောထားအမိပေါက်ထားနဲ့အမိမပေါက်ထားဒါပဲကွာပါလိမ့်မယ်ဒါကြောင့်လူရလွတ်ဖြစ်လာရပြီးတော့ဝိပဿနာတရားသာသနာကြုံညိုက်ပါမှာအာမထုတ်သိရင်တော့ပြိဿရေခွာသေးသေးအရှင်းမဲ့ရှိသေးတယ်ဘာအရှင်းခွာသေးသေးဆိုတာသူများသားသမီးခွေးပြောဝက်ပြောမပြောရက်ပါဘူးခွာသေးသေးဆိုတာစိတ်ကလေးလိုပဲစိတ်ကလေးတွေခွာကြည့်သလားခွာမကြည့်ဘူးမဟုတ်လားအဲ့ဒါပြောတာပါဒါကြောင့်အိမ်တော်သားမွေးစီးပွားရေးကပဓာနမဟုတ်ဘူးခရီးသွားဟန်နွယ်ကိလေသာမကင်းလို့ပြုရပေမဲ့သူဟာအလုံးမဟုတ်ဘူးတကယ်ကတော့ဘဝတန်တရားမှာအပြစ်ကင်းမှုကအရေးကြီးပါတယ်ကိုယ်နှုတ်စိတ်တို့နဲ့အပြစ်နဲ့ပတ်သက်လာလို့ရှိရင်လင်မယားပဲကွဲကွဲယာရုပဲကြကြဒါမှမဟုတ်ပဲလက်နဲ့အာနာပဲဆုံးရှုံစီးပွားပဲပြက်ပြဲဆိုပြီးတော့ကုံနှုတ်တွေသုံးပါးကိုထိမ့်သိမ့်ရမှာမထိမ့်သိမ့်မဲ့နဲ့ဘွာခတ်ရင်တော့မှားမိလို့ရှိရင်ဘွာခတ်လို့မရတော့ဘူးအဲ့တော့ခရီးသွားဟန်နွဲဆိုတာကိလေသာမကုန်းသေးလို့အိမ်အောင်ပြုချပေမဲ့အိမ်အောင်ရေးဟာဗราဏမဟုတ်ဘူးအပြစ်ကင်းမှုကဗราဏဘာဗราဏလဲအဲ့ဒါလေးအရေးကြီးတယ်ဒါကြောင့်နိုဒီအားကြအေးချင်းကြနေရွက်ကနေဝင်းဆိုရလို့နေခြင်းလခြင်းဘဝခန္ဓာအစဉ်အနာဂတ်မဖြစ်သေးသည်မြအပြစ်နဲ့မကင်းကြဘူးအနာဂတ်ဖြစ်မှအပြစ်နဲ့ကင်းမှာမို့အနာဂတ်မဖြစ်သေးသည်မြတော့ကိုယ်နှုတ်စိတ်သုံးပါးကိုတတိနဲ့ထိညာခေါင်းကပြောသလိုကိုယ်နှုတ်စိတ်သုံးပါးနဲ့ပတ်သက်လာရင်တန္တရာအပြစ်ဖြစ်မဲ့ဆိုရင်လင်မယားပဲကွဲကွဲယာရုပါကြရှိစဉ်ဥစ္စာအာနာပဲပြက်ချင်ပြက်ပါစေတဲ့အဲ့ဒါအပြက်ခံမှုရအရေးကြီးတယ်ဒါကြောင့်ဘုန်းကြီးတို့တရားဓမ္မများအထူးသတိထားကြပြီးတော့အနာဂတ်မဖြစ်သေးသည်များကိုယ်ခန္ဓာကိုထိမ့်သိမ်းညာဟုတ်ပလားအပြစ်မကင်းရင်တော့မရဘူးတာမန်လူသားမဆိုထားပြီးဘုရားကိုယ်တော်မြတ်ကြည့်လိုက်လေးသိချေကဘာတသိန်းဆိုတဲ့ပုထုဇဉ်ဘဝပါရမီခရီးစဉ်ကြီးမှာပုထုဇဉ်ဘဝနဲ့ရှောင်လန်းခဲ့ရအဲ့တော့ပုထုဇဉ်ဆိုတာပုထုဇဉ်သဘာဝမဟာသားဝဇောအပြစ်အမတန်ကြီးတယ်အပြစ်များတာကိုပုထုဇဉ်လို့ခေါ်တယ်။ gain ပုထုဇဉ်ကြီးခေါ်တာများသိကျင်နှမနေနဲ့အပြစ်များတဲ့ပုဂ္ဂိုလ်ကိုဘာခေါ်တယ်လဲဘုန်းကြီးလည်းပုထုဇဉ်ဆိုရင်အပြစ်များမှာပဲလူလည်းအပြစ်များမှာပဲယောက်ျားမိန်းမအတူတူပဲကလေးလူကြီးအတူတူပဲအဲ့ဒါကိုသတိထားဒီပုဒ်ထဲကဒီပဲပုရုဇဉ်သားဆိုရင်ဘုရားလောင်းလည်းမရဘူးပြစ်များတာဒါကြောင့်လောင်းတော်ကြီးတို့သည်လေးတိကျေကပ္ပတသိကာလဓာတ်တောင်ကိုကြောမိပင်လည်းဖြတ်ရစေတော်ဆိုတဲ့ဇွဲစိတ်ဓာတ်နဲ့ဘဝခရီးကျမ်းကိုဖြတ်တန်းခဲ့ရတဲ့အခါပုရုဇဉ်ဘဝဆိုတော့ကာယကညောင်း5မျိုးဝစီကညောင်း6မျိုးမနောကညောင်း1မျိုးဘောင်းအပြည့်12မျိုးကျွလွန်မိခဲ့ပါသေးတယ်အဲ့ဒါကိုဝိဘတ်တော်12ပါးဘယ်လိုခေါ်တယ်။ကိုင်ဘက်နဲ့လုံးမလဲဘုရားလောင်းမို့ကံတရားအပြစ်ကမျက်နှာသာပေးသလားမပေးဘူးနော်အဲ့ဒါသတိထားဘယ်သူမှမညာဘူးဒါကြောင့်ဘုရားရဲ့လိုဖြစ်လာတဲ့ဘဝမှာဗုဒ္ဓမြတ်စွာသည်ညီတော်တဝင်းဝဲဖြစ်ခဲ့တဲ့ညီကိုတဝင်းဝဲရောက်ဖတော်ဆွေမျိုးနှစ်ထတော့တဲ့ဒေဝရဟိုးတကားတုန်းကသူတေချောင်းပြုတ်လုခဲ့တဲ့အတွက်ဒါကြောင့်သူ့မှာညီကိုဝမ်းဝဲဖြစ်ပေမဲ့လို့ကဒေဝရကြောင့်မောင်းစင်ရှားလို့ဖေဟာရှီမတော့ကြောက်လွာထိပြီးတော့သဲကြီးသွေးကြီးဥသွားလို့ဆရာကြီးကနဲ့ကုသရတယ်ဆိုတာအလုံးကြားမှာပါရှားသိကြရလား
အဲ့ဒါပဲဘုရားလောင်းပေမဲ့အကုသိုလ်ကံကြမ္မာအဖြစ်ကခွင့်လွတ်သလားနောက်တစ်ခုစိမ့်စမာနဝိကအများကတော့စိမ့်စမာနလို့ပြောကြအမှန်တော့အဲ့ဒါပုတ်ဖြတ်မှားနေပါစိမ့်စဆိုတာမကြီးပင်မာနဝိကာကသမီးပြူသူကမိခင်ပိုက်ထဲကမွေးလာတာမဟုတ်ဘူးမကြီးပင်ကမွေးလာတာဖြစ်တယ်အဲ့ဒါကြောင့်သူစိမ့်စမာနဝိကအင်မတန်ရုပ်ချော့ရုပ်လှဒါပေမဲ့လို့ကအပေါင်းမားတဲ့အတွက်ဒါကြောင့်ဒိဋ္ဌိတွေကိုဆရာတင်ခဲ့လို့ဟောဒိဋ္ဌိတွေရဲ့လှည့်စားမှုဖြင့်ဘုရားရှင်အားကိုယ်ဝန်အရင်မာနဲ့ဝမ်းပိုင်းမှာပြင်ချဖုံးပြီးတော့ဟောဒီလိုပရိသတ်အစုံမှာဟောဒီကိုယ်ဝန်ဟာဂေါရမနဲ့ရတဲ့ကိုယ်ဝန်မှာအဲ့ဒီလိုဆွဆွဲခံရတာဟာလည်းပဲဘုရားရဲ့ပြစ်မှုကြောင့်ဖြစ်ပါတယ်မှန်ရလားတချိန်ကဒီစိမ့်စမာနဝိကာဆိုတဲ့အမျိုးသမီးကတရားကိုလေးစားခဲ့အဲ့တော့ဘုန်းကြီးတို့ဘုရားအလောင်းကအရက်သမားဘဝဒီများကြီးကပြောကြတာစိမ့်စမာနဝိကာတော်တော်တရားလိုလားတယ်ကွာဘာညာနဲ့ပြောတာအာမဟဲ့ကောင်းနေအဲ့ဒီမင်းတို့တရားလိုလားတဲ့မိမဟာငါနောက်ကအရက်အိုးကိုရွက်လိုက်တယ်ဆိုရင်မင်းတို့ဘာချေးလောင်းမလဲဟဲ့ကောင်းပြောမကြည့်သားနဲ့မင်းဗာမင်းမူးတာမူးပါစေမင်းနဲ့တခြားစီလောင်းကြီးပါဆိုပြီးတော့အဲ့လောင်းကြီးလုပ်တဲ့အခါဘုရားအလောင်းသည်သူတော်ကောင်းဟန်ဆောင်ပြီးတော့စိမ့်စမာနဝိကာများချစ်ကပ်ပါတယ်ဟိုကတရားကိုလိုလားတော့သူစီကိုလာတဲ့အခါကာလမှာနေတရားရခြင်းဒီအရေးတောက်ရမယ်ဆိုပြီးတော့လှည့်ပြားခဲ့အဲ့ဒါကြောင့်စိမ့်စမာနဝိကာဟာအရက်တောက်တော့နောက်အရက်ဥရွက်ပြီးတော့သူ့နောက်လိုက်တဲ့အခါကာလဘုရားလောင်းကမြင်လားတငယ်ချင်းတို့မင်းတို့မိမဟာမိမပါပဲကွာငါနောက်ကအရက်ဥရွက်လိုက်နေပြီမဟုတ်လားကွာလို့ရှက်ခွဲလိုက်တဲ့ဟာငါကတော့တရားတော်မှာရလိမ့်မယ်ဆိုတဲ့အနေအထားနဲ့လိုက်ခဲ့သူကငါတက်တဲ့စော်ကားခဲ့တာဒီမှာပြောကြသူရှင်ဂေါရမအလောင်းသင်ကဘာကြည်တော်လဲဥဒ္ဓမကြည်ဘူးဆိုပြီးတော့ဖြစ်ရဘဝတိုင်းမှာအဲ့ဒီလိုကိုယ်နဲ့ဆွဆွဲခံရတဲ့ဘဝတွေအကျဉ်းချင်းပဲနောက်ဆုံးဘုရားပြစ်တဲ့ဘဝလွတ်လပ်နေရသလားဆိုတော့မနေရပါဘူးပြိတ္တာဟုတ်ပလားအဲ့ဒါတို့တရားဓမ္မတွေသတိထားကြနော်သိအရေးကြီးတယ်ဘာသာခြားလူမျိုးကြမခွဲဘူးဘုရားကိုရောမြတ်ကြီးကိုကိုယ်တို့စိတ်တို့ဖြင့်ပြင်မမဲ့ဆိုရင်ဘသူဖြစ်ဖြစ်ဒီအပြည့်မျိုးခံစားရအဲ့ဒါတချို့ကဘာသာကွဲသွားရင်ဒီအပြည့်မခံရဘူးလို့ထင်နေတာမရပါဘူးဘုရားမြတ်စွာကအားလုံးသောတတ္တဝါတွေအတွက်ရည်ရွယ်ချက်ဖြင့်ကျင့်လာတာဖြစ်တာကိုနားလည်သဘောပေါက်ပါ။ကိုင်းရှိစေတော့ဗျာ။နောက်တစ်ခုဘုန်းကြီးတို့မြို့သားကြီးတူရှိအဲ့ဒီမြို့သားကတိုင်းမှုအဆင့်ပြည်နယ်မှုအဆင့်လောက်ရှိပါ။သူကနေပြီးတော့ဆွမ်းစားဝါစုဝါကဖို့ပင့်လျောက်လို့ဘုရားမှုရှိတန်ကဝါစုဝါကပြီးတဲ့အခါမန္နကအဲ့ဒီဝေဒင်စာဆိုတဲ့ပုံနာကြီးနဲ့မြို့သူမြို့သားအားလုံးနှလုံးသားကိုညှစ်ထားလိုက်မိအောင်လှုပ်ထားလိုက်ဘုရားမှုရှိတန်ကဝါတွင်3လတယောက်မှဆွမ်းမလောင်းပြဘူးအဲ့ဒီမှာဘုရားမှုရှိတန်ဃာတို့သည်လူတို့ရဲ့ဆံစပါးနဲ့မဖုံးပေးရပဲဥတ္တပရာဓက်ခေါ်တဲ့ဥတ္တရာပရာဒိရှ်အဲ့ဒီနိုင်ငံကမြင်းကုံတွေရဲ့လှူဒါန်းတဲ့မယောဇံပေါ့ပြုတ်ဆံကိုကြောင်းပြူပြီးတော့မှဘုရားသခင်3လတာခံစားခဲ့ရတာတခြားမဟုတ်ဘူးဘယ်သူမပြုကိုပြုတဲ့ကံကိုထံပြန်ကံတူအကျိုးပေးခဏခေစကားနဲ့ပြောရင်ဘဝပုံရိပ်ချင်တာဗျာအဲ့ဒါလေးကိုသတိထားပြီးတော့မိမိလည်းအပြစ်ကင်းအောင်မိမိရဲ့သားသမီးတွေလည်းအပြစ်ကင်းအောင်အထုခရုစိုက်ပြီးတော့ဘုန်းကြီးတို့တရားတော်မှာမြထိမ့်သိမ့်ညာမှန်ရလားမှန်မိရင်ဘွာခတ်လို့မရဘူးမှန်မိရင်ဘွာခတ်လို့မရဘူးနော်အဲ့ဒါလေးသတိထားပြီးတော့အဲ့ဒါရှေကုကရောကတဲ့အခါမှာ1ပြည့်ရှိကကြေပါခြင်း2ကောင်းကျိုးချမ်းသာဖြစ်ပါစေလို့ရည်ရွယ်ချက်2မျိုးနဲ့ကြောရမယ်ခုနကသောတာပန်လေးကြတော့သူ့အပြစ်သူမြင်၍ယဟန္တာမထေရမြတ်ကြီးအားတောင်းမှန်ကြောဝန်ချပြီးတော့တရားအထုတ်တဲ့အခါအထက်မဲ့ဖို့ရသွားပါတယ်အဲ့ဒါလဲစိတ်နဲ့ပြင်မမှသာတောင်းမှန်ကြောလို့ရတယ်ကိုယ်နဲ့နှုတ်နဲ့ပြင်မပြီးရင်လုံးဝတောင်းမှန်ကြောလို့မရတော့ဘူးဗျာအလုံးသဘောပေါက်မလားဘာပေါက်တာတော့သဘောလေးထဲပါအရင်မပါဖျားမပါပေါက်နေကြဗျာ
အားလုံးသဘောပေါက်မလားအေးသဘောပေါက်ရင်ရှောင်းရကိုသားကိုသမီးတွေလည်းပဲကလေးတငယ်မှုအပြစ်မရှိသေးအောင်ရောသွားအထင်မသေးလိုက်ပါနဲ့ကလေးငရုတ်သီးစားလဲလူကြီးငရုတ်သီးစားလဲငရုတ်သီးရစားရင်တဲ့နေရာစားရင်တဲ့အချိန်စားရင်တဲ့လူစားဘသူစားစတဲ့တရုတ်ရောကလာပုံနာမွတ်စလင်အစ္စလမ်ခရစ်ယာန်အမေရိကန်ယူရီးယားဒေယိုကမ္ဘောဒီးယားလာအိုဂျပန်ဒီပေါ်ပြင်သစ်အင်္ဂလန်အာရှအာဖရိကဥရောပအမေရိကစားရင်တဲ့လူစားရင်တဲ့အချိန်စားရင်တဲ့နေရာစားဘာဖြစ်လဲစတဲ့ထက်ရက်စားရင်တဲ့နေရာစားရင်တဲ့အချိန်စားရင်တဲ့လူစားဘာဖြစ်လဲအဲ့ဒါပဲကောင်းရလို့ရင်ကောင်းကျိုးရမှာမကောင်းတာလို့ရင်ဆိုးကျိုးရမယ်ဗျာဒါကြောင့်ကိုသားကိုသမီးတွေတကယ်ချစ်ရင်လဲအပယ်မနစ်အောင်ဆိုပြီးတော့တဲ့စနစ်မှနဲ့ဘုန်းကြီးတို့ပြိဿချစ်ပြကြပေတော့ဂိုင်းအားလုံးကြောင်းကျိုးဆက်နွယ်ပြပြီးပြီဖြစ်၍ရှ िख ုကြောကြရအောင်လက်အုပ်ချီလိုက်ဆိုပါရှင်ဖယားတပည့်တော်များသည်ဘုရားတရားသံဃာယတနာသုံးပါးဆရာမိဘအနန္တ၅ပါးခင်မွန်ကြီး7ပါးတို့အားပြမမိသောခြေပါစေပြမရှိသောကောင်းကျိုးချမ်းသာဖြစ်ပါစေဤနှစ်ထွေဖြင့်အဲ့ဒါသတိထားခဏတို့ဆိုနေကြတဲ့ဩဃာသကတစ်အပြစ်ရှိလို့သာကြော့တရားအောင်ဒိဗ္ဗေဆောင်တာဘာဒုသခာတိနောပြေတုကိုပြေတုမှာပြောက်ပါခြင်းရင်ကျိုးငါတာပဲကောင်းကျိုးလိုလားတဲ့ရည်ရွယ်ချက်မပါပဲဖြစ်အဲ့တော့စနစ်သစ်အရာခဏအလုံးအသုံးအဆောင်အပြောအဆိုဒါတွေဟာခေတ်နဲ့အညီဆိုပြီးတော့တိုးတက်လာတဲ့ကဲ့သို့ဘာသာရေးလည်းပဲခေတ်နဲ့အညီတိုးတက်အောင်ဒုပရိသစဉ်းစားကြအဲ့တော့ကနေအဲ့ဒါကိုယ်ပါဇတ်ထဲရှိတာရတာအော်ဆိုတာကတော့အဲ့ဒါကာရာโอเกဗုဒ္ဓဘာသာသူများအသေးရိုက်တွင်းထားတဲ့တန်တင်ဒီလုံးသချင်းကိုအရှက်မရှိတဲ့မျက်နှာနဲ့သုံးပုတ်တရားပေးပြီးတော့အငှားဆိုတာပါလေအခုလေဩဃာသကတော့ဘာမှမစင်စားပဲနဲ့သူများဩဃာသောဝါသာသာဝါတို့သကတိတော်ပြည်တော့ဗျဘာချင်းယုံမနဲ့ဆိုပြအဲ့ဒါကာရာโอเกဗုဒ္ဓဘာသာရှ िख ိုးတဲ့အခါမှာလဲလက်အုပ်လေးသာချပြီးတော့ခေါင်းလေးသုံးကညိတ်နာတော့ပုတ်တင်ညိုဗုဒ္ဓဘာဘာဗုဒ္ဓဘာသာအဲ့ဒါသတိပြုတ်ထားကိုင်းတော်ပြီတဲ့ဒါကြောင့်ဆိုရိုးရှိကဆိုရကြသည်ပါဇက်ကပါဖရာလို့မကျင်납ဖဲတကယ်အ내အဓိပ္ပာယ်သိစွာနဲ့ဆိုပြီးတော့ဆိုရမယ်ဆိုဖရာတရားသံဃာယရနာသုံးပါးဆရာမိဘအနန္တ၅ပါးခင်မွန်ကြီး7ပါးတို့အားပြမမိသောခြေပါစေပြမရှိသောကောင်းကျိုးချမ်းသာဖြစ်ပါစေဤနှစ်ထွေဖြင့်ရိုသေစွာရှ िख ိုးပူဇော်ဖူးမြော်မှန်လျော့ကြော့ပါဤရှင်ဖျားဥသုံးချိန်ပြည့်အောင်ချတစ်ချိန်မိခမထောင်းမှာပရမတစ်ချိန်ဖျားဒုတိယတစ်ချိန်တရားတတိယတစ်ချိန်သံဃာခေါင်းကလက်ဦးလေးအောက်ချပြီးတော့ခေါင်းလေးသုံးကညင်းလဲထားကတော့ပုတ်တင်ညဗုဒ္ဓဘာသာလို့ပြောပြီးပြီအဲ့ဒါလေးတွေသတိထားကြဖို့ဂိုင်းအခုတရဏဂုံသုံးမှာဆောက်တည်မယ်ဟာကိုတော့စုမပေးတော့ဘူးလားစုမတောင်းရတော့ဘူးလားအချိန်ရရင်တော့တောင်းဖို့ဗျာအခုတော့ဘုန်းကြီးတို့ကခဏနဲ့ဖြင့်နှစ်ရက်သာတွေ့ရမှာမို့ဒါကိုဟောခြင်းတဲ့တရားလေးတွေအတွက်အချိန်လူပြီးတော့အဲ့ဒါစုပေးစုတောင်းကမဆိုတော့ပါဘူးစုလည်းမပေးတော့ပါဘူးမောင်ကြီးနဲ့မဲနောက်ပြန်ဆွဲပြီးတော့ဇပွဲပေါ်ကဟာစားရင်ငရုတ်သီးမှန်ရင်ထညက်မှန်ရင်အဲ့ဒါပဲအဲ့တော့တောင်းလို့မအားမရဘူးလို့ဆိုရင်ဘုန်းကြီးကလည်းမေးခြင်းနဲ့ဆူတောင်းနိုင်ကိုရမှာတယ်လားအဲ့ဒါပဲအခုခေတ်ကတရောင်းသားဗုဒ္ဓဘာသာဟိုဘုရားကြီးဆူတောင်းဒီဘုရားကြီးဆူတောင်းပြည်တွင်းကဘုရားမဟုတ်ဖော်ရင်းကဘုရားကြီးဆူတောင်းအမျိုးမျိုးအတွေ့ဖြစ်နေရတာကိုယ့်အရှင်ကိုပြန်ရှင်းစားမှန်ရလားအဲ့ဒါလေးတွေအထူးသတိထားနော်သဘာဝကျဖို့အရေးကြီးပါတယ်အဲ့တော့တဲ့ဆိုကြည့်ပြောကြည့်မယ်လေငရဲဘယ်ဩဃာတကရောကျိုးဖြစ်ရင်ဘယ်လေးပါလွှရပါလို့ဤစမှာ
ကာသုံးပါလွတ်ရပါလို့ဤရပြည့်၈ပါးကိုင်ရပြည့်၈ပါးမှန်အောင်ပြောကိုင်ကြိုက်ထားပြောရွှေလားငွေလားဒေါ်လာလားအားမရသေးရင်နောက်ဆုံးမှာဝတ်တော့ကားတစ်စီးပေးမယ်ဗမာပြည်ရောက်ရင်စီးရအောင်ကိုင်တို့ဘုရားပါဘာမှလည်းမသိပဲနဲ့ရမ်းអော်နေကြတာအဲ့ဒါတတိထားမှန်ရလားအဲ့တော့အပယ်၄ပါးတဲ့လွတ်ရပါလို့ဤဒါဖြင့်အပယ်ကိုလွတ်ချင်အပယ်ဟာဘာကြောင့်ကြာတာလဲကောက်ကြောင်းရှာရမယ်အရင်အမြင့်ရှာရမယ်နေကမရပါလိဘာဟာသုံးပါးရပြီရှိပဲရန်မျိုးကမဝိပါတိတရားလိပါဗျာနာရိယကမနာမျိုး96ပါး32ပါးသောကံကျင်မ36ပါးသောပါတော့62ပါးသောမိစ္ဆာဒိဋ္ဌိတို့မှာခါခါသိကလွန်ငြိမ်းကြဝေခွာကြ၍ဘယ်ဘက်ကတဆုပ်ကျဲညာဘက်ကတလဲဝင်မသိမြတ်နာမချစ်ခင်မသိကျန်သာတရညတနာပါစေဇောတိကဇတိလာမင်းနကပုံနာကာကဝလိယတတိငါဥကဲ့သို့ပေ၍မကောလူ၏မခန်းရှင်သာရိပုတ္တရာလူရဲ့ညာမညာကြည်ပါစေရှင်မောက်ကလန်လူတဲ့ကိုကြည်ပါစေရှင်မကေစီလိုလဲလှပါစေဖြူစရာတော်လိုလဲချောပါစေဘယ်နဲ့တော့ကိုယ်ပါးစပ်မှာကိုအာမနာကြပါကိုတင်နဲ့ဆွမ်းတော်ပွဲလေပြန်ကြည့်အောင်လဝါလောက်ဟာလေးရေးခွက်ကလေးကဒီလောက်ကလေးတောင်းတဲ့စုကြမတန်တဆကိုသာဖရားဆိုအမလီမလီတော်ပါတော့ဟေးတော်ပါနေဆွမ်းလဲငါမသားပါဘူးနေခွက်လဲငါမတော့ပါဘူးပြန်ယူသွားပါအေးအဲ့ဒါဒုဒကာရမတွေမတန်တဆအာရမဝါဒကြီးဖြစ်နေတယ်နော်ကိုတင်နဲ့ဆွန်းနဲ့ကိုတင်နဲ့ကိုလှူတဲ့ဟာနဲ့ကိုဆူတောင်းတဲ့ဟာနဲ့ကြိုက်မကြိုက်တန်မတန်လဲပြန်ကြည့်ကြဟုတ်ဟုတ်ပါလားအေးအဲ့တော့ဆူတောင်းကမဆိုရဘူးမဆိုလို့ဆိုပါဆိုတာရည်ညွှန်းချက်ပဲရှိသေးတယ်သူ့နောက်ကလှုပ်ဆောင်ချက်ပါဖို့လို့တယ်အခုလှုပ်ဆောင်ချက်ဘယ်သူမှမပါဘူးဘယ်လိပါလွတ်ရပါလို့ဤတဲ့ဆိုတာအပေကြာချောင်းအလုပ်တွေစွတ်လုံနေကြတယ်နောက်ပိုင်းကျတော့ပေါ်လာပါလိမ့်မယ်အဲ့ဒါသတိထားဖို့ပါအဲ့တော့မဆိုရဘူးဆူတောင်းကဆိုတာငရေကြီးတယ်လို့မပြောပါဘူးဆိုပါဒါပေမဲ့ဆိုတာရည်ညွှန်းချက်ပဲရှိသေးတယ်အဲ့ဒီရဲ့အပယ်လေးပါလွတ်အောင်ကောက်ကြောင်းရှာပြီးတော့လွတ်နိုင်အောင်ဆိုတဲ့ဖော်ဆောင်ချက်လုပ်ငန်းဖော်ဆောင်ချက်ဟာအရေးကြီးတယ်ဒါဖြင့်အပယ်လေးပါဘာကြောင့်ကြတယ်လဲလို့အခြေခံရှင်းမြင့်တဲ့ကောက်ကြောင်းရှာလိုက်တော့ပြိဋ္ဌရေလောဘနဲ့သိပြိတ္တာပြီတဲ့လောဘနဲ့သိဒေါသနဲ့သိရင်ငရဲ့ပြေဒေါသနဲ့သိမောဟနဲ့သိတရိစ္ဆာန်ပြေမောဟနဲ့သိအဲ့ဒါပဲငါတို့လောဘဒေါသမောဟတွေနဲ့ဆိုပြီးတော့ဆိုတော့ရင်ထားကုသိုလ်ဆိုတာဘယ်ကုသိုလ်ဖြစ်ဖြစ်အကျိုးပေးမပေးဘူးမို့ပြစ်လိုက်တဲ့ခဲလေးသူ့အင်အားနဲ့တက်သွားပြီအားကိုရင်ပြန်ကြလာမှာပဲအခုလဲကိုကလောဘနဲ့ခြံရံပြီးတော့ဟုတ်လားဘာလို့ခြင်းညာလူနဲ့ခုနကဆူတောင်းနေနဲ့လောဘနဲ့ကျိုးပေးပါထိုက်တယ်အားလျော်သွားဒါပေမဲ့အဲ့ဒီပြစ်လိုက်တဲ့ခဲအားကုန်တဲ့အခါအရှင်ကုန်ပြီးတော့ပြန်ကြလာတယ်လို့သူ့ရဲ့ကုသိုလ်အရှင်ကုန်သွားတယ်ကဟောလောဘဆိုတဲ့အကုသိုလ်ရှင်ကငရေဆွဲလောဘနဲ့ပြိတ္တာပြီးဆွဲချမှာဗျဘယ်ဆွဲချမှာလဲအေးအဲ့ဒါပဲဒါတို့လူသောလောကတွေအမျိုးမျိုးအထွေထွေကိုကအုံနောက်ကလေဂျမ်းဖြစ်ကုန်ကြစီဝါသိပ်ဖြစ်ချင်းအယမ်းဖြစ်ချင်းအယမ်းဖြစ်ချင်းတော့မဟုတ်ကဟုတ်ကားရောအကုန်လုံးတခါတည်းလက်ခံသိမ့်ပိုက်နာထောင်းဆိုပြီးတော့မှအဆောင်မလောင်နေရလဲအမျိုးမျိုးပဲတို့မြန်မာပြည်မှာတော့ဗါတဲ့ပရိတ်ကြီးနဲ့ပရိတ်ရီပွက်တယ်တဲ့ပရိတ်ချီနဲ့ထီးတင်တယ်တဲ့ကဲပရိတ်ရီပွက်သူ့ဘာသူပွက်တာကိုယ်နဲ့ပါဆိုင်ဒါလည်းဘုန်းကြီးတို့ဒီယံစက်မှုဌာနရဲ့ပေါ့လေစက်မှုဌာနရဲ့အဲ့ဒီကယံတွေကိုသူ့အချိုးရကြရင်ထွက်ပေးပွက်ပါပေးပွက်လို့ကိုယ်တဏ္ဍာတိရသမารီဘာဖြစ်လာမှာအဲ့ဒါစဉ်းစားဖို့လိုတယ်နောက်ပေးချင်တဲ့ထီးတင်တယ်ထီးတင်လို့ရမှာမို့လက်မလောက်ရှိတဲ့နိုင်လွန်ကျိုးတပတ်တစကြီးဆွဲလိုက်တော့ဒီထီးခိုင်းတာပဲမြဆွဲတာနဲ့တချောင်းနဲ့ဆွဲတာဒါပဲกว่าအေးအဲ့ဒါဒီနဲ့တို့လူတွေအမျိုးမျိုးလှည့်စားခံရတာဟာတော်တော်လေးရင်နာစရာကောင်းတယ်ကိုယ်ပိုင်ညာမရှိရလဲရောက်တယ်မှန်ရလားအဲ့ဒါသတိထားပြဟောကိုကလောဘစွန့်နိုင်ရင်အဲ့ဒီလူတွေအတွဲတဲ့လိန်စားမဲ့လူတွေအယံသင့်ရှိနေတယ်နောကထာဘာရင်စရိဝါစိတ်ဘောတုကားစရိုက်
ဘေးရတာနရပတိဇင်းကဒီမှာမရောက်လာသေးဘူးထင်တယ်စင်ကာပူမှာဟုတ်လားဘေးရတာဘာရတဲ့နောက်ပြီးတော့ဂုံမီချောင်းခေါင်းမူချုံအသက်1400ရှိတယ်ဆိုပြီးလိန်စားနေကြအဲ့ဒါဒီအထုသတိရှိကြဖို့လိုပါတယ်ပြောအောင်မယ်ဘုန်းကြီးတို့ဖြူမှာဒကမတယောက်ရှိပွားရေးအရှင်မပြေတော့ဝတ်ဖြူစင်ကြယ်ဝတ်ပြီးတော့သုတ်တံမှာသွားနေဇာကားတယောက်ငွေနေရလောက်ဇာကားသမားတယောက်ငွေနေရလောက်ပေးသွားသုတ်တံမှာဘွားတော့ရောက်နေတယ်လို့မင်းကြည်ညာလိုက်အဲ့ဒီမှာရှောက်ပြောတော့လာလိုက်ကြတာတခုလိုက်ရောတလင်ကွာရောမုတ်ဆိုးမရောအပြိုကြီးရောစုံနေတာပဲမလေးအဲ့ဒီဒကမာကြီးကိုပေါင်ရင်းနှိပ်ပြီးတော့မလေးသားတော်ကိုကဲပါအောင်မလေးသားတော့ဘယ်လောက်ရှုံးနေပြီဘာညာဆိုဟိုကလေသူတို့ခီးမစားပြီးရတာပြီးနေရထိုးလိုက်စမ်းခွန်ရေးလိုက်စမ်းဆက်နဲ့သွားထိုးကြီးမနဲ့ထွက်လာတော့14နှလုံးတွေလေအဲ့တော့ပေးတဲ့လူကရှက်သွင်းမွန်ပြီးတော့ထွက်ပြေးပြီခါရတဲ့လူတွေကလေအပြစ်မမြင်သေးဘူးဗျဟာတဲ့ဘွားတော်ကတော့တိုက်ရက်ပေးတာတဲ့ငရုံးနဲ့ကံမဆက်လို့ဟင်ဘယ်နဲ့ဘွားရတိုက်ရက်ပေးတာလို့ဆက်နဲ့ခွန်မစီမစားခွန်လီ14လေတဲ့ဂိုင်းမြာပေးတဲ့လူကရှက်သွင်းမွန်ပြေးပြီခါရတဲ့လူကကြည်အပြစ်မမြင်သေးဘူးရှိသေးတယ်ပသိမ်ခရိုင်ကံကြီးတော်နာကလှဲစိတ်တဲ့အဲ့ဒီမှာလဲခေါင်းကဘွားတော်သူတဲ့မြို့သမီးတယောက်ကသူ့စီလာရင်ရှေးဥစွာသူ့ကိုရှ िख ိုးရတယ်ရှ िख ိုးပြီးသူကပါးချပြီးမှနှလုံး3လုံးပေးတာပေါက်တယ်မပေါက်တယ်တော့မသိဘူးယာရုယာကမှုရန်ယာရနေလာကြတာတဲ့အဲ့တော့တို့စတိုရီလေးတစ်ပုဒ်ရှိတယ်ဘာလဲဆိုတော့လူတယောက်ကတဲ့စိတ်ညစ်တာနဲ့သစ်ပင်မော်တက်ပြီးတော့ကျိုးဆွဲချသေးတာအဲ့ဒါဘေးကလူတယောက်ကဝေဖန်တယ်အော်ကြံ့ကြံ့ဖန်ဖန်သစ်ပင်မော်တက်ပြီးကျိုးဆွဲကျိုးကွင်းထောင်တဲ့လူကလည်းထောင်မှကွာကြံ့ကြံ့ဖန်ဖန်တက်ပြီးတော့မိတဲ့လူကလည်းမိပါကွာအခုကြံ့ကြံ့ဖန်ဖန်လောက်ကိုင်းစားတဲ့လူကလည်းစားတယ်ဗျာအဲ့ဒါကိုပဲခုနမူရရတာနေကလည်းလောဘဇောတိုက်ပြီးတော့ဘာမှမြင်တော့ဘူးအဲ့ဒါမိမရှ िख ိုးသွားမကြိုးပါရိုက်ခံပြီးတော့နှလုံးကြီး3လုံးကြီးထိုးနေကြအဲ့ဒါလေးတွေသတိထားဒါကြောင့်ဘုန်းကြီးတို့ကကြီးညာခဲ့တယ်အရင်တစ်ပတ်တုန်းကအမေရိကန်အင်္ဂလန်ဂျပန်ကနေဒါယူရီးယား9နိုင်ငံဘုန်းကြီးတို့ပြန်ခဲ့ပြီအင်္ဂလိပ်စာလုံးဝမတတ်ပါကိုတော့ဘာနဲ့သွားတာလဲဆိုရင်လက်တင်ဘာသာနဲ့သွားပါကိုသွားရင်တဲ့လူရဲ့လိပ်စာကိုရေးခိုင်းပြီးတော့အဲ့ဒါလက်တင်ဘာသာနဲ့သွားကိုဆိုကိုတာပဲအခုမှဟုတ်လားမိုးသမင်းတို့ပါလာလို့ဘုန်းကြီးတို့တော်သေးတယ်ဟိုတော့ကိုတာပဲချတာပဲအဲ့ဒါမှဘယ်ကြမှာသွားသရုပ်ပေါ်တော့ဆိုတော့ဘုန်းကြီးတို့အမေရိကန်ကနေပြီးတော့အင်္ဂလန်ကိုသွားမယ်တပားတယ်ပဲအဲ့တော့အဲ့ဒီလေးမြန်ဂိတ်ဟောတဲ့မှာပေါ့လေနံပါတ်ဘလောက်ကစောင့်နေဆိုဘုန်းကြီးကဟာနံပါတ်စောင့်နေဟိုကအကြောင်းအစင်မပြေတော့လော့စပီကာနဲ့ဘာဖြစ်တယ်ဘယ်နေရာကြွပါလို့ပြောတာဘုန်းကြီးဘယ်သိမှာငူကြီးထိုင်ဟာထသွားနားလေဟာမဖြစ်ဘူးဆိုပြီးတော့တော့လက်မဆွဲနှုတ်ပြီးနားကနိုင်ငံညာတဲ့ရောက်ခါတုပ်အဲ့ဒါနဲ့လိုက်သွားတာအသွားကိုလက်တင်ဘာသာနဲ့သွားတယ်အမေရိကန်အင်္ဂလန်ဂျပန်ကနေဒါယူရီးယားအဲ့ဒါအပြန်ကျတော့ချီတင်ဘာသာနဲ့ပြန်တယ်ဘယ်လိုချီတင်တာလဲဆိုတော့ဟိုကအမေရိကန်ရောက်နေတဲ့ဒေါက်တာကြီးကပြောတယ်ဘုန်းကြီးနော်သဘောပေါက်ပြီမဟုတ်လားဒီမှာကိုလေးမရှိဘူးကိုတော့အသက်ကြီးပြီကိုပစ္စည်းကိုထားမှဟွာပေါ့ဗျာလက်ဆွဲတက်တာပေါ့အဲ့တော့တပည့်တော့အကြံဉာဏ်ပေးလိုက်မယ်ခြေထောက်ကိုပတ်တီးလိန်စီးပေးလိုက်ဒီစားတွေငါးသည်အမေရိကန်ပြီးတော့ဗာလဲအမေရိကန်ပြီးတော့ဘာဂျာဘူးရာတွေတော့အဲ့ဒါအင်္ဂလိပ်သမတတ်တဲ့လူအဲ့ဒီတိုင်းပဲမသိဘူးနော်အဲ့ဒါတွေပေါ့ဗျာဒီနိုင်ငံနေကြော်ပြီးတော့ငါဗမာပေါ့လေနောက်ဆုံးတော့အလားစကားထိုင်းပေးဟောင်ကောင်ဘာမာငါခရီးသည်တယောက်ဖြစ်ပါတယ်ငါခြေတော့ဒဏ်ရာရတာလို့မင်းတို့ကူညီပါသူကစာရွက်ကလေးရေးပေးလိုက်အသိတဲ့အတိုင်းပဲဒါတော့တခုတော့ရှိတာပေါ့လေစင်ကာပူနဲ့ဗမာပြည်လောက်ကတော့2နာရီကျော်လောက်စီရအမေရိကန်နဲ့ကြတော့ဗမာပြည်နဲ့နာရီပေါင်း20ကျော်စီရအခုဘုန်းကြီးသွားမှာဩစတြေးလျဆိုတာ17နာရီလောက်စီရမယ်မြန်မာပြည်ကဆိုရင်ပေါ့ထားအဲ့တော့လေစိတ်တခုမှဝင်နာရင်ဒါတို့လူတွေလည်းသိတဲ့အတိုင်းပါပဲကိုယ့်ပစ္စည်းကိုယူသွားရတယ်အဲ့ဒါပဲသူတို့ကဘာလို့ဒီကအနန္တတေကင်းအောင်ထိုင်ကုန်အဖုံးတွေပါအကုန်လုံးပြန်ပြီးတော့အသက်လဲတယ်ဒီပစ္စည်းချာနာခဲ့လို့ပြောက်ရင်ဒါသူတို့ရဲ့တောင်း
ဒါတို့ပြိတ္တာလည်းသိပါအမေရိကန်မှာပစ္စည်းပြောက်ရင်ပစ္စည်းပြောက်တဲ့နေရာပြောက်တဲ့လူပစ္စည်းကလိပ်စာပါရင်တွေ့တဲ့လူကတကူးတကားနဲ့လိပ်စာနဲ့ပို့ပေးရှားမတွေ့ရင်သူတို့ရဲ့ပစ္စည်းပြောက်ဌာနကိုအနံပေးတယ်သွားကြည့်ဓာတ်တိကိုပစ္စည်းမပြောက်ဘူးပြန်ရတယ်တို့ဗမာပြည်ကတော့ဗါတဲ့ထားသွားပြန်ကြည့်ကြံရှိပစ္စည်းစပယာယူသည်အဲ့တော့မောင်တို့လည်းမြန်မာတွေဆိုတော့သတိသာထားရတော့ကိုမြန်မာရဲ့ဂုဏ်သိက္ခာမကြချင်းနေနဲ့မှန်ရလားအဲ့ဒါလေးတွေအထုဂယုစိုက်ဗျာဒါနဲ့ပတ်သက်လို့ရှေးတုန်းကတို့မော်ရစ်ကောလိပ်တဲ့ဗမာပြည်မှာအုပ်ချုပ်သွားခဲ့နောက်သူဗမာပြည်ရဲ့အတွေ့အကြုံကိုအဲ့ဒါ9နှစ်ရသည်ဗမာပြည်ဆိုပြီးစာအုပ်ရေးထုတ်လိုက်ဗမာပြည်ရာဒီသူများတဲ့တပ်ပြရေးသူများအဲ့စာခိုးယူခြင်းစတဲ့နဲ့ပတ်သက်လို့အပြစ်ကင်းတဲ့အကြောင်းတွေဂုံဖွက်ပြီးတော့ရေးပြလိုက်တာတို့ဆရာကြီးဥပခင်ဆိုတာကြားဘူးမလားသူဒီဘာသာကြားလူမျိုးကြားတယောက်ဗမာပြည်မှာလှည့်လဲပြီးတော့ဈေးရောက်တယ်သူတို့ခေတ်ကဒေါ်လာနဲ့အဲ့ဒီဒေါ်လာနဲ့ဈေးရောက်တဲ့အခါဒီအဝတ်ခပတ်ကြီးတဲ့ဒေါ်လာတွေစွတ်စွတ်ထားတယ်ပေါ့ကွယ်အဲ့ဒီရွာနဲ့ဒီရွာသွားမှာလမ်းခုလဈေးရတခုရောက်တော့ပင်မလို့အဲ့ဒီဒေါ်လာခပတ်ကြီးကိုခေါင်းအောင်ပြီးတော့သူအိတ်အဲ့လိုအိတ်တဲ့ခါကလာဒေါ်လာနဲ့မှားသွားလို့ငွေသားခပတ်ငွေသားကြီးတွေကွာလဲဒေါ်လာမှားနေပြီဒေါ်လာစက်ကူဆုံးတာနော် sorry ဆရာမရင် sorry ပေါ့ကွာဒါပေမဲ့မရင်တော့ပြောတီးပေါ့ကွာကိုင်းရှိသေးမြန်မာပြည်ကလာသားဆိုတော့နှုတ်ကမကြိုးသေးဘူးရှိသေးအဲ့ဒါနဲ့ဆိုပြီးတော့မှတခါတည်းအိပ်ပြီးတော့ရှေ့ခကြီးစောပင်မတော့ဒီငွေပြားခပတ်ကြီးကိုသူကမေ့ထားခဲ့2ရက်3ရက်လောမှသတိဟာငါငွေခပတ်ကြီးတော့ကြံရစ်ပြီသွားပြန်ယူလို့တွေ့ရင်တွေ့မတွေ့ရင်ငါမှပင်မမှုနှစ်ထဖြစ်ပြီဂိုင်းသာပိသတ္တကမ္မတကာပေါ့တလားကိုသရင်ဈေးရောက်လို့အဲ့ဒီခကြီးပြန်လာတဲ့အခါသူ့ငွေခပတ်နေရာကတလက်မှမယူအထက်က9ပြားတစ်စီမရော့ဗမာတွေဟာမှန်ရလားအခုကြီးကြတော့ဘုတို့တိုးရစ်တပေါ့လေအဲ့ဒါတွေကနေပြီးတော့ဘာဖြစ်တော့ဆိုတော့တရောလောင်မြောင်ညတယ်တိုးရစ်နော်ခကြီးသွားတဲ့ကလေးမြန်ခုနတခါဆင်းလိုက်ဘိန်းလေးဖြည့်လေးမြန်စီဖြည့်အဲ့တော့လူတယောက်ကမရင်းပေါက်ကနေလက်ထုတ်လိုက်ပြန်သွင်းလိုက်တော့ကမွေးကြိုင်သိမြန်နော် sorry အာရီပြsorry ဘာလဲရင်မွေးပေါ်တဲ့နေရာပြင်းသေးရောက်နေပြီသိတယ်အဲ့ဒီကနေနောက်တခါဆက်ပြန်လေးစိတ်တစ်ခုရောက်အဲ့တော့လူတယောက်ကလက်ပြင်မဲ့ထုတ်ပြလိုက်တယ်အပြန်ကြတော့ရေနာသောနာတော့ဒါ sorry အာရီပြရောက်ပြီမပြောဘဲနဲ့သိနောက်တခါတနိုင်ငံရောက်လက်ထုတ်ကြည့်လိုက်တော့အပြန်ကြတော့နာယီမပါတော့ဗမာပြည်ရောက်ပြီအဲ့ဒါလောက်ဒီနောက်ပိုင်းကြတော့အချင့်ပြက်လာခဲ့ကြပြီဗျာအဲ့ဒါတွေသတိထားကြမှန်ရလားတို့ဗမာပြည်မှာလည်းအဲ့ဒီလူလေးလူခောက်တည်းပေါ်လိုက်တဲ့ဖြစ်ချင်းမပြောနဲ့ဗျာမရှိမဲ့လေးလှုပ်စားနေရတာကိုအမျိုးမျိုးအထွေထွေတစ်လုံးนี่နှလုံးนี่ဘေးတင်နတ်တိုက်ရဲ့ရရသိတိတင်ဆိုတာတွေနဲ့လူတွေပြီးနေကြအဲ့ဒါတွေအထူးသတိစိုက်ကြရမယ်နော်အဲ့ဒီလူလိန်နဲ့ဘုန်းကြီးလိန်ကပိုးဆိုးတယ်လူလိန်နဲ့ကိုပါရာဇိကကြလို့ကြာမှမသိဘူးတို့လူတွေကလည်းအဲ့ဒီပါရာဇိကကြလို့လည်းကြာမှမသိဘူးနင်းကရမ်းလုံနေကြဘုန်းကြီးကပြောရင်တခါလေယုံတာပဲမှတ်ထားပုထုရှင်ကိုယဟန္နာထင်ယဟန္နာကိုပုထုသင်ထင်အဲ့ဒီလိုကအပြစ်အတူတူပဲပုထုရှင်ကိုယဟန္နာကိုအဲ့ဒီလူနှစ်ယောက်ဟာအပြစ်အတူတူပဲမောင်တို့မဲတို့သတိထားကြမောင်တို့မဲတို့ကဘာရည်ချင်းရှိလို့လဲမူလတန်းအစစ်မှသိတာအလယ်တန်းချင်းချင်းမှသိတာအထက်တန်းမောင်တို့မဲတို့ကလူသားလောကတွေကိုမေဟာကိုလေနားကမခွာနေတာဘယ်လိုလို့သောတာပန်တဂရကအနာဂယဟန္နာရေလို့ဆုံးဖြတ်မှာလဲကိုမှလည်းအပြစ်မကင်းဟိုလိန်တဲ့ပုဂ္ဂိုလ်ကငါကမင်းတို့ဘာဖြစ်နေလို့မင်းတို့ကယ်စင်ဟောင်းငါလာတာမင်းတို့ဘာလုပ်ပေးမလို့ဆိုဟိုကယဟန္နာကြီးထင်သွားလို့အဲ့ဒီလူယဟန္နာလို့ယုံသွားရင်ဒီဘုန်းပါရာဇိကကြသင်္ကန်းအထက်တရားဝတ်ထားတာပို့ပဲဒါတို့ပရိသတ်သိဖို့လိုတယ်မှန်ရလားအခုကအဲ့ဒါဘုန်းကြီးလိန်တွေကများနေတာဒါပေမဲ့အဲ့လိုတစ်လုံးတိုင်းနှလုံးတိုင်းသုံးလုံးတိုင်းဘေးတင်နတ်တိုက်ဓာတ်ရိုက်ရရသိတိတင်တဲ့ဘုန်းကြီးတွေကယနေ့အာဓမ္မဇောတိကဘွဲ့ရဘာဘွဲ့ရအာဓမ္မဇောတိကဘွဲ့ရတယ်
တို့ရဲ့ဗုဒ္ဓဘာသာဝန်ထမ်းများဟလိုက်တာယဟန်သာမဏေတိလာရှင်တစ်စာပေသင်ကြားလေ့လာပွားများအထုတ်နေ့ဝိပဿနာတရားဟောဘောညွှန်းပြအထုတ်ဒီနှစ်ခုပဲစာပေနဲ့တရားနဲ့စာပေဒီနှစ်ခုမှမလုပ်ရင်အလကားပဲဘာကြီးပြောဘာဆရာတော်ကြီးပြောသူ့ဘာသူဆရာတော်နေတာပဲရှိတယ်ပါရာကြီးကဘယ်တော့မှကြာနေမှမသိဘူးပါရာကြီးကကြာတယ်ဆိုတာဂျူပေါက်တာမဟုတ်ဘူးဟုတ်လားဂျူပေါက်လာရင်ကိုယ်တောင်မှနည်းနည်းစဉ်းစားကြရဖြစ်လာမယ်ဟုတ်လားလွယ်တာမဟုတ်ဘူးနော်အဲ့ဒါတို့လူတွေကကိုယ့်ရဲ့လောဘဇောတိုက်ထားတဲ့စီးပွားကိုဘာလုပ်ပေးမယ်ညာလုပ်ပေးမယ်ယရနာဒီပံဖျောင်းနိုင်သိတိတင်းအဆောင်အယောင်ပေးနေမယ်ဆိုရင်ပြောပြမယ်ရှင်းတော့ကတန်ငယ်ချင်း2ယောက်တယောက်ကစစ်ထဲလိုက်မလို့ငါအဆောင်ရှိရင်ပေးကွာတဲ့ကြည်ခွဲအန္တရာယ်ကင်းရှိအဲ့တော့ဟိုလူကနောက်တော့နဲ့မိုင်းငံစက်ကူကိုခဲတာနဲ့သူရေးချင်ရရေးပြီးတော့ကြည်ပါလှိပ်ပေးတယ်ရော့ဒါအဆောင်ကြည်ခွဲတယ်အန္တရာယ်ကင်းမင်းဖွင့်မကြည့်နဲ့နော်အဲ့လိုပြောလိုက်တော့ဟိုကဘာရင်ညာရင်မသိဘူးပေါ့လေဒီတိုင်းဆောင်းထားခဲ့တနေ့တော့တန်ငယ်ချင်းတွေကကွဲကွာသွားတော့ငါတန်ငယ်ချင်းကအဆောင်လို့ပြောတယ်အဲ့တော့ဘာများရေးထားတယ်လေသူလည်းမရှိတော့ပါဘူးလေလို့ဖွင့်ကြည့်လိုက်ခါကျတော့မင်းစစ်ထဲလိုက်သွားရင်တော့မင်းနှမငါယူရတော့မှာပဲစင်ကာပူကလူတွေတလိပ်စီပေးမယ်ယူမလားအလကားပေးမှာ open free ဟမ်ဘာလဲတော့ယူမလားအဲ့ဒါသတိထားမှတ်ထားဘယ်အဆောင်ဖြစ်ဖြစ်ပုတ်ရင်ပြောင်းဆောင်ရင်လေးရေနွေတဲ့ထဲသောသေးပေါက်တဲ့စေဒီဆောင်ရောင်ကအဝိညာဏကသတ်မဲ့ရုပ်ဝတ္ထုတွေကိုယ့်ဘောဘာစေရနာထားမှာဟာဗလားအေးအဲ့ဒါသတိထားမဟုတ်ကဒီနဲ့အထင်ကြီးလုံရင်တော့အားလုံးမွဲမယ်ပြိတ္တာအေးအဲ့ဒါလေးတွေလည်းအထုအယူဆိုင်ဒီအဆောင်မွဲအောင်နေနဲ့ပတ်သက်ပြီးတော့အမျိုးအထွေတွေနဲ့အေးအဲ့ဒါတွေဟာသက်မဲ့လူကိုလိန်ကောက်စားနေတာတို့လူတွေလည်းလောဘရှိလာတော့ကဘာမှမမြင်နိုင်တော့ဟောဒီလူအုပ်ကြားထဲမှာဖားသွားရင်မွေကဒီလောက်များတဲ့လူတယောက်မှခရီးမဆိုင်တော့သူ့အစားကမန်းတဲ့လိုက်တာအဲ့ဒီတိုင်းပဲလောဘဖြစ်လာပြီးဒေါသဖြစ်လာပြီးမောဟဖြစ်လာပြီးဒီပုဂ္ဂိုလ်အမှန်လုံးဝမရွေးချယ်နိုင်တော့အမှန်လားလိုက်တော့တာဒီမှာလူကြားအမျိုးသမီးတွေပါလို့ပြောမကောင်းလို့အများကြီးရှိတယ်လိန်တဲ့ညာတဲ့နေဘုန်းကြီးကနေအေးရဲ့လိန်ကြီးကိုလည်းကြေးအောင်ဖတ်ထားအခု64နှစ်ရှိပါပြီနော်မသကားတို့96ပြားသောယောဂဝိရဏနဲ့လူထွက်ရင်ဘာမှလောက်ကံမစားဘူးရှင်ကပူမှာလာပြီးတော့လိန်စားမလို့အေးအဲ့ဒါသတိထားအဲ့တော့ဒီခေတ်လိန်ကြီးရလဲဟန်ကြတယ်ဗျပြောရအောင်မယ်ဘိုးတော်တယောက်ပေါ့ရောင်းသား3ယောက်ကဇာမွေးဖြေးလာဘိုးတော်မမဟောဗျကျွတ်တို့3ယောက်ဇာမွေးဖြေးလာတယ်ခင်ဗျဘယ်သူအောင်မလဲအဲ့တော့ဘိုးတော်လက်ညှိုးထောင်းပြတယ်ဆိုတော့ကျောင်းသား3ဟင်းဘိုးတော်တယောက်ပဲအောင်မယ်လို့ဆိုလိုတာလားလေဖန်ထားကြည့်လိုက်အေးပေါ့ကွာတဲ့တယောက်တည်းအောင်ရင်တယောက်တည်းအောင်လို့ပေါ့ဟောဆရာ3ယောက်လုံးအောင်ရင်ဆရာဘယ်နဲ့ပြောတယောက်မှမကြဘူးပြောတာလေကွာဆရာတယောက်ကြရင်ဟောတယောက်တော့ကြမယ်ပေါ့လေဆရာ3ယောက်လုံးကြရင်ဟောတယောက်မှမအောင်ဘူးပြောတာလေကွာဆရာခီးစက်မထွက်ရင်ဆရာဘယ်လိုပြောမလဲအကြောင်းတစ်စုံတရာကြောင်းပေါ့လေဟေးလက်ညှိုးတစ်ချောင်းနဲ့5မျိုးလိမ့်တာမှတ်ထားအေးအဲ့ဒါလှေနာနှစ်ဖက်နင်းတယ်လို့ဟိုလိုဒီလိုနဲ့လောက်ကင်စားရအင်မတန်ကြောက်စရာကောင်းပြီတို့မြန်မာသဘုံကအခုရေတွင်တူးရင်အခုရေကြီးမတော့ရဘူးဒါနားလဲတယ်နော်အဲ့ဒါပဲတခုသတိထားအခုရေကြီးကြောက်အခုရေတွင်တူးရင်အခုရေကြီးမတော့ရအခုမှလှုပ်တဲ့ကံအခုဘယ်လိုလုပ်ခံစားမှာမောင်တို့ကဘေးရင်နေနတ်တွေထားရိုက်တွေဟုတ်လားကိုယ်ွယ်ကြပြီအဲ့ဒီကိုယ်ွယ်လို့စီးပွားဖြစ်မယ်ဆိုရင်ဒီခုရေတွင်းတူးတယ်အခုမှရေကြီးတော့ဆိုတဲ့စကလုံးလွှတ်ပလိုက်တော့ကောင်းပြီထသီးကြွေခိုက်ထသီးကကြွေတုံးကိုကြီးကနင်းတာလားကြီးနင်းလို့ထသီးကြွေတာလားဒီလိုလဲသိတာပဲကြီးနင်းလို့သာထသီးကြွေထပင်မော်တုံးနင်းနေတာတလုံးမှမကြမ်းဘူးပိဋကဒါကိုပိုင်ညာနဲ့စဉ်းစားအခုမှလာပြီးတော့ကိုယ်ွယ်လို့အခုဖြစ်မယ်ဆိုတာဒီအဲ့ဒါမှားသွားမယ်ဘုန်းကြီးဂျပန်3လနေခဲ့အဲ့မှာတော့လက်နဲ့ကင်ထားတဲ့အယုတ်ကြီးနဲ့လေဘာလို့လူဟာကြီးအဲ့ဒါကြီးကိုအနေကစားတင်ပေးပါဘုန်းကြီးကစကားပြနဲ့ပြောလိုက်တင်မပေးနိုင်ဘူးဘာဖြစ်လို့တော့ဆိုတော့အဲ့မှာဟိုကြည့်ဒီကြည့်ရှောက်ကြည့်တော့
ဖရာယုတ်တုစင်းနေလေးသေးသေးလေးတွေ့အေးဟောတာကိုဆိုရင်ငါတင်ပေးမယ်ဘာဖြစ်လို့ဒီပုံကိုကြည့်မင်းတို့ရှုံမဲ့ပြီးတော့ရန်လိုတဲ့မျက်နှာဘာမှမရှိဘူးအေးတယ်ကြည်လင်တယ်သိမ်မွေ့တယ်နုညံ့တယ်မင်းယောက်ျားတခါလေးအာကြည့်ခိုင်းပြီးတော့လက်နဲ့ကြီးကင်ထားတာကွာလို့အဲ့တော့ဇကပြန်ကပြောတာအဲ့ဒါလူပြေကခိုင်းเสียတရားမောင်မြန်မာပြည်ကခိုင်းเสียတယောက်ကြီး2 သိန်းခွဲပေးရတာဒိန်ချက်ကတော့ကွာဟုတ်ပလားအေးအဲ့ဒါနဲ့ဘုန်းကြီးကဒါဆိုရင်တင်ပေးမယ်ဆိုပြီးအဲ့ဒါကိုဘုန်းကြီးတို့တင်ပေးခဲ့တယ်ကိုတော့ဘယ်လိုနေလဲမသိဘူးပေါ့အေးအဲ့ဒါတွေပဲတို့လူရအလဟသစီးပွားဖြစ်ချင်ရတယ်လောဘဇောတိုက်ချင်ရရင်မျက်ကြီးကဘာမှမြင်တော့ဘူးအဲ့ဒါလိန်စားမဲ့လူတွေလာမယ်ကောင်းပြီလိန်ကြီးကလည်းအမျိုးမျိုးရှိတို့ရခိုင်ပြည်ကဒေါ်သန်းတင်တဲ့အမျိုးသမီးကအရာအမောင်းဒေါင်ကောင်းကောင်းပေါ့ဗျာခင်ဗျားတို့လူပြောရင်တော့ဘယ်လိုပြောမှမသိဘူးပေါ့အဲ့ဒါကနေပြီးတော့ပစ္စည်းဥစ္စာရှိလောက်မဲ့အိမ်ကိုရွေးတက်သွားတယ်ရွေးတွက်သွားပြီးတော့သူကဟန်ကြီးပိုင်တဲ့ခါဘုရားဥချသားလို့ဘာလို့ဆိုပြီးသမီးတို့သားတို့အတွက်ပဋ္ဌာန်းပစ္စည်းဆက်လို့လာတာတဲ့။ကိုင်ပဋ္ဌာန်းဆိုတာဘာတော့ပြောစား။ကိုင်ပြောပါတို့လူတွေကကိုနားမလဲတဲ့စကလုံးနဲ့ပြစ်ပေါက်လေဟာသူမျက်လုံးကြီးတွေပြူသွားကြထက်မဟုတ်ဘူးဖြစ်သွားမယ်။မျက်လုံးကြီးတွေပြူသွားကြအေးပဋ္ဌာန်းပစ္စည်းဆက်လို့လာတာကိုကပဋ္ဌာန်းကြောင့်ဘာမှလည်းမသိဘူးကဲပြီးတော့အထက်ကလွတ်လို့လာတာတဲ့ထက်ကဘယ်သူကလွတ်တာဟိုတပင်မောကထန်းသမားကလွတ်တာလားအတိပင်မဲ့တို့လူတွေကအဲ့လိုဗျအဲ့တော့ဘယ်နဲ့လို့တုံးဆိုတော့ဟိုကလည်းလောဘကကြီးနေတာကိုအဲ့တော့လက်တွေပြမလေးတဲ့သင့်အိတ်ထဲမှာငွေဘယ်လောက်ရှိတယ်1000လောက်ရှိတယ်ထက်ဖမ်းမှုတယ်အုပ်အဝတ်နေနဲ့တင်းဖျားခြင်းမောလက်ညှိုးနဲ့တောင်မထီဘူးနောက်တည့်ရ2000နောက်တကထဲအဲ့ဒီ2000အဝတ်နေနဲ့အုပ်ဘုရားဝတ်ပစ္စည်းမောတင်တာလက်ညှိုးနဲ့တောင်မထီဘူးနောက်တက4000ယုံလာပြီဟိုကရလာတာကိုနောက်တကသင့်ရွှေဘယ်လောက်သားရှိတော့တကြသားလောက်တော့ရှိမှာမို့ထဲဖမ်းမှုတဲ့အုပ်အဝတ်နေနဲ့တင်းဘုရားခြင်းမောသူကလက်ညှိုးနဲ့တောင်မထီဘူးနောက်ရ2ကြသားဖြစ်တယ်ကုန်တော့မယ်ဟောမသားတော့မယ်ခေါ်တော့မယ်ကိုင်နောက်ရမင်းဆွေမျိုးတွေကိုစွရင်ဘယ်လောက်လဲဟာ30သားလောက်တော့ရမယ်ယူခဲ့ထဲဖမ်းမှုတဲ့အုပ်အဝတ်နေနဲ့တင်းဘုရားခြင်းမောလက်ညှိုးနဲ့တောင်မထီဘူးနောက်ရကြတော့အုတ်ခဲကြောတွေဖြစ်တယ်သွားရောမှတ်ထားအေးအဲ့ဒါစဉ်းစားကြည့်ပေါ့ကိုနဲ့ဘာသွေးဘာသားမှမတော်ပဲနဲ့ကိုလာပြီးတော့မဆမယ်ဆိုတာများယုံကြည်ရင်တော့နောက်ဆုံးတော့ဒါပဲကြံရင်မယ်ငွေတော့မပွားဘူးလူပဲပွားရင်ပဲမှတ်ထားမင်းတို့နိုင်ငံသားတွေပိုးဆိုးသေးတယ်လောဘနေနဲ့အဲ့ဒါကိုလှုပ်စားလေးနဲ့ကိုဘာကိုမြတ်တာအသုံးနဲ့အဖြုတ်နားလဲမှန်းရလားဟိုဟာဒီဟာကိုသာပြောရမှဆိုရင်အများကြီးနော်ဒုပရိသပစ္စလက်နီးတွေနဲ့လှုပ်ယူတာတွေလည်းရှိတယ်ဆွဲရောင်ပြပြီးတော့ခုနပြောလက်ညှိုးတစ်ချောင်းနဲ့ထောင်တာလေကြည့်လေဒါဘုန်းကြီးကဖော်ပြောလို့ဖော်မပြောရင်ခင်ဗျားတို့ယုံနေဦးမှာပဲဟုတ်တယ်မဟုတ်လားအဲ့တော့ကိုစွမ်းကိုအားနဲ့ရတာဒီအမြတခုတော့ရှိတယ်ထသီးကြွေခိုက်ကြီးနေခိုက်အကျိုးပေးမဲ့အချိန်နဲ့နတ်တို့ဘေးဒင်းတို့ကိုးကွယ်တဲ့အချိန်တိုက်ဆိုင်မှုပဲဖြစ်မယ်ခေါင်းကအခုရေတွင်းတူအခုရေကြီးမတော့ရဘူးဆိုတာဘယ်နဲ့လောက်မလဲအေးအဲ့ဒါတွေလည်းအထုသတိရှိကြဖို့ဘုန်းကြီးကနိုင်မမပြေတမယနေ့ကမနေ့ကဘုန်းကြီးလာတော့အလုံးလူပေါင်း200လောက်ဘုန်းကြီးရဲ့တပည့်လက်သားတွေဖိတ်ခေါ်ပြီးတော့ဆရာတကာနှုတ်ဆက်ပွဲပေါ်လေဩဝါဒခံယူပွဲလုပ်ပြီးတော့အခုသွားမှဘုန်းကြီးကစင်ကာပူမလေးပြီးတော့ဩစတြေးလျဟိုကြမှာရရင်နယူးပါတဲ့နယူးဇီလန်ရဲ့ကနေဒါရဲ့အဲ့ဒီနိုင်ငံနေအထိထွက်ရသမျှထွက်မှာအင်္ဂလိပ်တွေတလုံးမှမတတ်ဘူးသွားတော့လက်တင်ဘာသာနဲ့သွားအပြန်ချီတင်ဘာသာနဲ့ပြန်လာမှာဒါပေမဲ့ကိုယ့်ရဲ့မျိုးစင်လာတွေသူများအလိမ်မခံရအောင်လို့ဘာသာရေးလည်းပဲမပြောက်အောင်ဆိုပြီးတော့ဘုန်းကြီးသွားမှာဘုန်းကြီးမှာလက်နက်ကတော့ကိုတင်ကြတင်ယူလေ့လာထားတဲ့တရားပဲလို့အဲ့ဒါဘာသာမှလည်းမတတ်ဘူးလို့ဘာသာကြားလည်းမသိဘူးလို့ဆိုပြီးပြောခဲ့တာပါဒါကြောင့်ဥစွာပထမရှင်ဘူးဖြစ်တဲ့မောင်တို့မဲ့တို့အသိဉာဏ်ပေးပါတယ်ကိုလိုအားနဲ့ရတာကိုမျှတစွာသုံးဆွဲဖို့မှန်ရလားမဟုတ်မဟာတိနဲ့အညာခံရရင်မျက်နှာလည်းမကောင်းဘူးပစ္စည်းလည်းပြက်မိမိတို့ရဲ့ဂုံသိမ်လည်းကြပါတယ်ဟုတ်ပလားဒါ
ဒါကြောင့်နဲ့အခုတရဏဂုံသုံးပါးရဲ့ဒုဗုဒ္ဓဘာသာတို့ရဲ့ကိုယ်ွယ်အားထားရပဲအားကိုရမန္တိုင်ကြီးသုံးခုပဲမှန်ရလားအဲ့ဒါကိုကြိုးကြောင်းထောက်စားပြောရမယ်ဆိုရင်တော့ခဏအဲ့ဒါနဲ့ပဲအချိန်ပြည့်သွားပါလိမ့်မယ်အဲ့တော့တဲ့ဟိန္ဒူခရစ်ယာန်အစ္စလာမ်မဟာမိတ်မွတ်စလင်ဘာသာခြားများကတို့ဗုဒ္ဓဘာသာပဲကူပြောင်းခြင်းရင်ဘာမှလုပ်เสียမလို့ပါဟောဒီဖရာတရားသံဃာပေါ်ယုံကြည်စိတ်နဲ့တရဏဂုံသုံးပါးကိုပြီးပြင်းစွာဆုံးလိုက်ရင်ဗုဒ္ဓဘာသာဝင်ဖြစ်သွားပါတယ်ဘာဖြစ်သွားတယ်အေးဒါကြောင့်တရဏဂုံသုံးပါးဟာဗုဒ္ဓဘာသာတို့ရဲ့အသက်ဗုဒ္ဓဘာသာတို့ရဲ့အသက်ဟာဟုတ်ပြီနောက်တစ်ခုမျိုးသမီးလောကသီလရှင်ဝတ်ရမှာလဲပဲတဲ့ခေါင်းရိပ်သီလရှင်ဝတ်လေးဝတ်ထားယုံနဲ့သီလရှင်မဖြစ်သေးဘူးဘာသာရေးရှုထောင့်ကကြည့်ရင်ဆရာရောတပိသီလရှင်လောင်းမှာဒီတရဏဂုံသုံးပါးကိုပြီးပြင်းစွာဆုံးလိုက်မှသီလရှင်ဖြစ်သွားပါတယ်အဲ့ဒီတရဏဂုံသုံးပါးဆုံးသည့်နဲ့တပြိုင်နက်တည်းသီလရှင်တို့ရဲ့ပင်တိုင်းစာ10ပါးသီလနဲ့သေခိယ85ပါးဘောင်း83ပါးသီလတည်သွားပါပြီသီလရှင်သီလဘာနှပါ83အေးအဲ့ဒါလည်းမသိဖို့လိုပါတယ်ဒါကြောင့်တရဏဂုံသုံးပါးဟာဘာလဲမောင်တို့ကိုခြေရလက်ပြောက်ရေလက်နောက်သွားတရဏဂုံသုံးပါးဟာသီလရှင်တို့ရဲ့အသက်ခုနကဟိန္ဒူခရစ်ယာန်အစ္စလာမ်မဟာမေဒီမွတ်စလင်ဘာသာကြားပြောင်းသွားရင်တရဏဂုံသုံးပါးဆိုလိုက်ရင်ဗုဒ္ဓဘာသာဖြစ်သွားပြီလို့ပြောတယ်မဟုတ်လားဒါဖြင့်တရဏဂုံသုံးပါးဟာအေးဗုဒ္ဓဘာသာတို့ရဲ့အသက်အခုသီလရှင်ဆိုတော့တရဏဂုံသုံးပါးဟာသီလရှင်တို့ရဲ့အသက်ဟာပြောရင်ထိုင်ရဲ့ပါလားမမေ့သေးနဲ့နောက်တစ်ခု9နှစ်သားလေးခေါင်းရိပ်သင်္ကန်းဝတ်ထားယူနေကိုရင်မဖြစ်သေးဘူးဆရာယဟန်ရောတပည့်ကိုရင်လောင်းမှာဒီတရဏဂုံသုံးပါးကိုပြီးပြင်းစွာဆုံးနိုင်မှကိုရင်ဖြစ်တယ်အဲ့ဒီတရဏဂုံဆုံးနည်းနဲ့တပြိုင်နက်တည်းကိုရင်သီလတည်သွားပြီကိုရင်သီလဘယ်နှပါးကဲနှစ်ပင်ကတညအိပ်ပြီးတော့စောင့်ရမှာဒါလေးမျိုးသမီးတွေသင်္ကန်းမို့အကောင်းတော့မပြောနိုင်တာထားဗုဒ္ဓဘာသာမျိုးသားမှရင်ကိုရင်တော့မဟုတ်ခဲ့ကြဘူးလားကိုတယောက်ခဲ့တဲ့ကိုရင်သီလဘယ်နှပါးရှိမှမသိတော့သင်္ကန်းအဟွာနဲ့ထိုးပြီးပြန်လာခဲ့ပြီဗျာတို့ဗုဒ္ဓဘာသာကြည့်ကိုဘာသာရဲ့အခြေခံကိုဘာမှမသိဘူးအဲ့တော့ဟိုလူကဒီလူကလှိမ့်ယုံတော့တာပေါ့နတ်နဲ့6ဗေဒင်နဲ့6ရရိယာနဲ့6သိရိနဲ့ပေါက်တော့ဘာပြောကောင်းမလဲအေးအဲ့ဒါသတိထားကိုရင်သီလ119ပါပြောအဲ့တော့အမျိုးသားတွေကဆင်ကြီးပေးကြလိမ့်မယ်တပည့်တို့ကိုရင်ဝတ်တုံးက10ပါးဆိုခဲ့ရတာပါအမျိုးသမီးတွေကလည်းသူတို့ကိုဖို့တုတ်တို့ဘက်ကပစ္စလက်ကထောက်ခံလိမ့်မယ်ဟုတ်သပတ်တော့ကျွတ်တို့သားလေးတွေကိုရင်ဝတ်တုံးကလည်း10ပါးပဲဆိုတာကြားပါဒီကိုတော့မဲတုံးတာလက်ထက်မှာ119ပါကြားဘူးပေါင်းတော့အေးအခုကြားဘူးတာပဲကိုရင်သီလဘယ်နှပါလိန်10ပါဒန်10ပါဝူကြီး14ပါပေါင်းတက္ကသိုလ်ကပြန်လာပါမှမူကြိုချောင်းဝင်ပြီးမွန်းမှန်သင်တန်းတက်ရအောင်မှာ